ရှင့်ကလေးစကားကိုမှဒူးကိုနဲ့ပါဆိုတဲ့အမတွေအတွက်ကလေးဒူးကိုပါလို့ပြောပါတယ်ဘေးကတစ်ဖက်ပါမယ်ခြေသားတော့ခြေသားအတက်ရွယ်ပိုင်းခြားအပြင်မော့လေးတို့9နှစ်10နှစ်ကောင်းကောင်းဝေးလို့တော့ပါမယ်ဘေးပင်ညာဖောက်ရတဲ့နှစ်ဖက်ပါမယ်အောင်နာဒုက္ခမှာစေးစာရန်နှစ်ဖက်လုံးလိုကိုပါမယ်ပေါ့နော်အသားလေးတွေရမ်းကောင်းတယ်9နှစ်10နှစ်9နှစ်10နှစ်ပတ်ချလေးလို့အေးဆူဆူဝေးလို့ရတယ်နော် quality အကောင်း line ဖြစ်ပါတယ်ရှင်ငားတွေကနေတော့စတဲ့မှာအားပေးပါသူကလေဂျားပြန်လေးပြောမယ်အနက်ကလေးတွေများမယ်ဒါပေမဲ့အနက်ကိုများပေမဲ့ဒီမှာသူအမျိုးလေးနော်အောင်နာဒူးကိုကာလာလေးပွဲပါမယ်ရှင်အနက်ခံကိုတယ်ဖြစ်ရင်တော့မအောင်နာဒူးကိုကာလာလေးတွေအကုန်လုံးပွဲပါမယ်အနက်ကတော့လူတိုင်းကြိုက်တော့အမျိုးသားတိုင်းကလေးတိုင်းကြိုက်တော့မိမေတွေလည်းကြိုက်တော့ဒါလို့လေရှော့နော်မိမေလွယ်တော့အောက်ခံအယောင်လေးတွေတော့ပွဲကောင်းပွဲပါမယ်အမေအနက်ခံကြီးကိုပဲဒီဇိုင်းအယောင်ပွဲပါဒီမှာဒါလေးလည်းလာဒီအောင်လေးလည်းလာတယ်ဒါလေးလည်းပုံစံတော့နော်ပြီးတော့ဒီလိုမျိုးပေါ့နော်ဒါဆိုရင်အနက်ကိုနောက်ထပ်တစ်ယောင်ဆက်ဖြစ်သွားပြီဒါဆိုနော်အနက်ကြီးပဲထက်လာတယ်လို့မပြောပါနဲ့အနက်ကြီးပဲထက်ပေမဲ့အောက်ခံဒူးကိုကာလာပွဲပါမယ်ဒါပေမဲ့အခုပေးမယ်ဒါဆိုလည်းအနက်ပဲဒါပေမဲ့အောက်ခံအကြောင်းပွဲသွားတယ်နော်အဲ့လိုလေးတွေကိုတော့ပါမယ်ငားတဲ့တစည်းကနေတော့စတင်မှာရေးအားပေးပါကိုမမတွေအားလုံးချက်ခဲ့တယ်ဆိုဟယ်လိုပါ9နှစ်ကနေ10နှစ်ဝန်းကျင်ထိတော်တော့ဒူးကိုပေါင်းပြီးစကားအတွဲကုန်မှာအသားညီညီအသားကောင်းကောင်းလေးနဲ့ဈေးနှုန်းတန်တန်လေးဖြစ်ပါမယ်။ဘာကြောင့်တန်လဲလို့ပြောလဲဆိုတော့ဒီပေါင်းမီလေးကချုပ်ခဘူးတော့မရှိတော့ဈေး4000စိုးစိုးလေးနဲ့ပြီးမှာပါ။အဲ့တော့အမတို့အားလုံးပိတ်စဘူးမပြောနဲ့ချုပ်ခဘူးတော့မရှိဘူး4000ဆိုတာနော်4000စိုးစိုးလေးနဲ့ပြီးမှာဆိုတော့ကအမတို့အားလုံးအញ្ញမ်းတန်ပါတယ်။ငားတွေကနေစတင်မှာနေပြီးပါအနက်ကိုပဲဒူးကုကာလာလေးတွေပွဲပါမယ်တခြားကာလာလည်းပါပါမယ်ဒါပေမဲ့အနက်ကတော့ပါတယ်ပေါ့နော်လူတိုင်းကြိုက်တဲ့အရာဘလို့မွားလေးကိုပို့ထည့်ပေးထားတယ်ငားတယ်တော့ယူပေးပါရှင်တယောက်တည်းဝတ်တာတန်ပါတယ်9နှစ်ကနေ10နှစ်ထိတော်ပါတယ်ရှင်ကြိုက်ခဲ့ရင်မြင်မြင်ဖန်လို့ပေးပါရှင်ဒါမျိုးစကားရဲပေါင်းမိတာရာခဲလို့ပါဒီလိုဒူးကုတ်ကဝင်ခဲလို့ပါရအောင်လို့လိုက်ပေးပါရှင်ကျေးဇူးတင်ပါတယ်ရှင်